လွန်ခဲ့တဲ့ပိုင်းမှာမူချန်ကသွေးနက်ဖျားမျိုးနွယ်ကရွှဲရှိနဲ့တိုက်ခိုက်တယ်။ပြီးတော့နောက်ဆုံးတိုက်ပွဲအနေနဲ့သူ့ရဲ့နက်ဖျားလေးပါပညာရက်ထက်ကဟင်းနာငှက်ကိုထုတ်လိုက်တယ်။ပြီးတော့သူ့ရဲ့မိတောက်နေနဲ့ဟင်းနာငှက်ကိုလွှမ်းခြုံပေးလိုက်တော့ဟင်းနာငှက်ကတကူလုံးမီးတွေတောက်လောင်သွားတယ်။ဗီဒီယိုလေးမစခင်ကျွန်တော်လည်း subscribe နှိပ်ပေးပါအားလုံးကျေးဇူးတင်ပါတယ်။ရွှဲရှိကတော့ကောင်းကင်ဘုံမှာသွေးပစ်လေကြီးကိုပြုတ်လုထားတယ်။မူချန်ကလက်ဝါးကိုအရှိသွန်းလိုက်တာနဲ့သူ့ရဲ့အနောက်မှာရှိနေတဲ့ဟင်းနာငှက်ကြီးကရွှဲရှိရဲ့သွေးပစ်လေကိုရင်ဆိုင်ဖို့ပြေးတက်သွားတယ်။သွေးပင်လယ်နဲ့ဟင်းနာငှက်ကတိုင်းမိသွားတော့ကျဲလောင်တဲ့ပေါက်ဝဲသက်ကြီးထွက်ပေါ်လာတယ်။ပြီးတော့ရွှဲရှိရဲ့သွေးပင်လယ်ကခဏလေးသွင်းမှပဲပျောက်ကွယ်သွားတယ်။ရွှဲရှိရဲ့သွေးပင်လယ်ကတော်တော်လေးကိုပြင်းထန်တယ်။မီးပင်လယ်တစ်ခုလုံးယူလာပြီးအဲ့ဒီသွေးပင်လယ်ကိုတိုက်ရင်တော့ဘာမှဖြစ်မှာမဟုတ်ဘူး။ဒါပေမဲ့မူချန်ရဲ့တိုက်ချက်ကြောင့်သူ့ရဲ့သွေးပင်လယ်ကပျက်စီးသွားတယ်။ပြီးတာနဲ့ဟင်းနာငှက်ကြီးကရွှဲရှိစီကိုပြေးဝင်သွားပြန်တယ်။တိုက်ပွဲထဲမှာမူချန်ကအရေးသားလာတော့သူတို့ကျောင်းကရှိတဲ့ကျောင်းသားတွေကအားပေးကြတယ်။ဒေသကျောင်းကကျောင်းသားတွေရဲ့မျက်နှာကတော့လုံးဝကိုပြက်ရွေးနေတယ်။ပြီးတော့မူချန်ကပြောလိုက်တယ်မင်းဒီတိုက်ပွဲကိုမခုခံနိုင်ရင်မြောက်ပိုင်းကောင်းရင်ဝင်းရင်အကယ်ဒမီကျောင်းကနေထွက်သွားတာအကောင်းဆုံးပဲရွှဲရှိကဟင်းနာငန်းနဲ့တိုင်မိသွားတော့ပောက်ကွဲတဲ့နဲ့သူကောင်းကင်ဘုံမှာမီးတောက်တွေထွက်ပေါ်လာတယ်မီးတောက်တွေကြားထဲမှာရွှဲရှိကဘာကိုဆက်ဖြစ်အောင်မလဲဆိုတာတော့ကျောင်းသားတွေကစိတ်ဝင်စားနေကြည့်နေကြတယ်ဒါပေမဲ့မီးတောက်တွေပျောက်ကွယ်သွားတော့ရွှဲရှိကတန်ကြားတကာတစ်ခုကိုဝစ်ဆင်ထားပြီးကောင်းကင်ဘုံမှာမမကြီးရက်နေတယ်အခုဆိုရင်ပတ်ဝန်းကျင်တစ်ခုလုံးမှာလုံးဝကိုသွေးနက်နေနဲ့ဖုံးလွှမ်းသွားတယ်အနီအောင်တန်ကြားကာကိုဝတ်ထားတဲ့ရွှဲရှိကိုကြည့်ပြီးလော်လီကပြောတယ်သွေးနက်ဖျားတန်ကြားကာကိုသူဖန်တီးလိုက်တာပဲကျောင်းသားတွေကတော့လော်လီပြောတဲ့သွေးနက်ဖျားတန်ကြားကာနဲ့ရင်းနှီးမှုမရှိဘူးလော်လီကသူတို့ကိုရှင်းပြတယ်သွေးနက်ဖျားမျိုးနယ်မှာသွေးနက်ဖျားတန်ကြားကာကထူးဆန်းတဲ့အရာတစ်ခုအပါဝင်ပဲဒီတန်ကြားကာကလူတယောက်ရဲ့သွေးကိုတန်းဆင်အောင်ပြုလုပ်ပြီးအစွမ်းကိုတိုးမြင့်စေတဲ့အပြင်တိုက်စစ်ရောခံစစ်ကိုပါတပြိုင်တည်းလုံနိုင်တယ်ရွှဲရှိရဲ့အစွမ်းနဲ့သွေးနက်ဖျားတန်ကြားကာကိုဖန်တီးနိုင်တယ်ဆိုတော့ကောင်းဝင်အပီးသက်ချင်းအလဲအဆင့်ကိုရောက်နေတဲ့သူတော့သူနဲ့တိုက်ခိုက်ရင်သူ့အနေနဲ့ခက်ခဲမှုရှိမှာမဟုတ်ဘူးလော်လီရဲ့စကားကိုကြားပြီးဆူချွမ်တို့ကတော့မူချန်အတွက်တော်တော်လေးကိုစိုးရိမ်သွားကြတယ်လော်လီကပြန်ပြောတယ်ဘာမှစိတ်ပူမနေနဲ့ဒီပွဲမှာမူချန်ရှုံးမှာမဟုတ်ဘူးမူချန်ကတော့လေးပေါ်မှာရက်နေတဲ့ရွှဲရှိကိုစိုက်ကြည့်နေတယ်ပြီးမှသူကတန်ချက်ကာရဲ့အာဏာချက်ကိုတဘောပေါက်ရတဲ့ပုံစံမျိုးနဲ့ခေါင်းထိတ်လိုက်တယ်ပြီးတော့သူကရွှဲရှိကိုပြောတယ်ဒီသွေးနက်ဖျားမျိုးနယ်စုရဲ့နီလန်းတွေကတော်တော်လေးကိုထူးဆန်းတာပဲရွှဲရှိကပြန်ပြောတယ်သွေးနက်ဖျားတန်ချက်ကာကိုဆင်းခေါ်ရတဲ့အထိမင်းကသွန်းအားပေးနိုင်တယ်ဆိုတော့မင်းရဲ့အစွမ်းစားကမဆိုးဘူးပဲပြီးတော့သူ့ရဲ့လက်သီးကိုကြက်ကြက်ပအောင်ဆုပ်လိုက်တယ်သွေးနက်ဖျားတန်ချက်ကာကိုဆင်းခေါ်ပြီးတာနဲ့ရန်သူရဲ့သွေးနဲ့မဖြစ်မနေပူဇော်ရတယ်ဒါကြောင့်မင်းရဲ့သွေးကိုသွေးနက်ဖျားတန်ချက်ကာအတွက်အသုံးပြုရလိုက်မယ်ပြီးတော့သူကအရှိကိုခြေတလန်းလှမ်းပြီးအာယူလိုက်တယ်လက်သီးထဲမှာအာအင်းနဲ့စူပြီးတာနဲ့မူချန်စီကိုလက်သီးတစ်လုံးပြစ်ထုတ်လိုက်တယ်ပြေးထွက်သွားတဲ့လက်သီးထဲမှာအနီအောင်စွမ်းအင်နဲ့ထိတ်လန့်စရာကောင်းတဲ့စွမ်းအင်တွေပါဝင်လို့နေတယ်မူချန်ကလည်းသူ့ရဲ့ခန္ဓာကိုယ်ကိုနည်းနည်းလှုပ်လိုက်တာနဲ့ငကားဟိန်းတန်ကြီးထွက်ပေါ်လာတယ်ပြီးတော့သူ့ရဲ့ကိုယ်တွေကနေပုံရင်းရောင်ငကားတစ်ခုကအပြင်ကိုရောက်သွားတာနဲ့စစ်မှန်တဲ့ငကားအသွင်ကိုပြောင်းလဲသွားတယ်ရွှဲရှိရဲ့လက်သီးကိုသူ့ရဲ့ငကားစွမ်းအင်နဲ့ကာကွယ်ပြီးတာနဲ့မူချန်ကတမီတာလောက်ထိကိုလွန့်ထွက်သွားတယ်ဒါပေမဲ့သူကလွန့်ထွက်သွားတာမဟုတ်ဘူးလက်သီးချက်ကိုသူကရှောင်လိုက်တာပဲရွှဲရှိကပြောတယ်မင်းကိုမင်းထွက်ပြေးနိုင်မယ်လို့ထင်နေတာလားသူကသွေးနက်ဖျားတန်ချက်ကောက်ကိုဝတ်ထားတဲ့အတွက်ကြောင့်စွမ်းရည်တွေကငကူကားထက်ကိုပို့ပြီးတော့တိုးလာတယ်သူ့ရဲ့ခန္ဓာကိုယ်ကိုတစ်ချက်လေးလှုပ်လိုက်တာနဲ့မူလနေရာကနေပျောက်ကွယ်သွားပြီးမူချန်ရဲ့ညာဘက်ခြမ်းမှာပြန်ပြီးပေါ်လာတယ်ပြီးတော့နောက်ထပ်လက်သီးတစ်လုံးမူချန်စီကိုလှမ်းထိုးလိုက်ပြန်တယ်မူချန်ကလည်းငကားဝဲပြန်ဝိဇ္ဇပညာရက်ကိုတုံးပြီးရှောင်သိမ်းလိုက်ရပြန်တယ်ဒါပေမဲ့မူချန်ဘဲမှာပြန်ပေါ်လဲရွှဲရှိကသူ့ရဲ့နားကိုရောက်ပြီးဒီလိုမျိုးပဲလက်သီးနဲ့တစ်စက်လိုက်ပြီးတော့ထိုးနေတယ်ကွင်းမြင့်ထဲမှာတော့နှစ်ယောက်စလုံးကလှုပ်ရှားမှုတွေတော်တော်မြန်တဲ့အတွက်ကြောင့်ကြည့်နေတဲ့ကျောင်းသားတွေကတော့သူတို့နှစ်ယောက်ကိုမမြင်ပဲအရေးတွေကိုပဲမြင်ရတယ်စူးချွမ်ကပြောတယ်နှစ်ယောက်စလုံးကတော်တော်လေးကိုတိုက်ခိုက်တာမြန်တယ်ဒါပေမဲ့ရွှဲရှိရဲ့တိုက်ခိုက်မှုအကလုံးကိုမူချန်ကရှောင်သိမ်းလို့နိုင်နေတယ်လော်လီလည်းတိုက်ပွဲကိုစိုက်ကြည့်နေတယ်မူချန်ကရှောင်နေတယ်ဆိုပေမဲ့အဲ့ဒီရှောင်နေတဲ့အတော်အတွင်းမှာသူကတခုခုကိုလုံနေတယ်လို့လော်လီခံစားရတယ်ရွှဲရှိကလိုက်ထိုးနေတယ်ဆိုပေမဲ့မူချန်ကလည်းအကလုံးကိုရှောင်နိုင်တယ်တချမ်းမှာတော့မူချန်ရဲ့ခန္ဓာကိုယ်ကနေကြောက်စရာကောင်းတဲ့စွမ်းအင်တချို့ကိုရွှဲရှိခံစားလိုက်ရတယ်အဲ့ဒီစွမ်းအားကိုမြင်တာနဲ့ရွှဲရှိတော့မျက်ခုံးပင့်တက်သွားတယ်အဲ့တော့ရွှဲရှိကတိုက်ပွဲကိုမြန်မြန်အဆုံးသတ်ခြင်းလို့သူ့ရဲ့နောက်ကျောကနေတောင်ပန်တစ်စုံကိုထုတ်လိုက်ပြန်တယ်တောင်ပန်ထွက်လာတာနဲ့သူ့ရဲ့အရှိန်ကငကူအားထက်ကိုပို့ပြီးတော့မြန်လာပြန်တယ်ရွှဲရှိကပြောတယ်မင်းရဲ့ရွေးရှာမှုကတော်တော်လေးကိုထူးဆန်းပေမဲ့ငါအမြင်မှတော့ဘာမှမဟုတ်ဘူးမင်းဘယ်လောက်ထိမြန်မြန်ပြေးနိုင်မလဲဆိုတာငါကြည့်ရသေးတာပေါ့ရွှဲရှိကလက်သီးကိုစောက်လိုက်တာနဲ့ထူးဆန်းတဲ့အနေအောင်စွမ်းရည်တွေကလက်မှန်စူးစီးသွားတယ်ပြီးတော့တော်တော်လေးကိုကြီးမားတဲ့လက်သီးတစ်လုံးမူချန်စီကိုပြစ်လွှတ်လိုက်တယ်သွေးနက်ဖျားတန်ကြကဖျက်ဆီးခြင်းသွေးနက်ဖျားဝင်းညင်မူချန်
ဒီတိုက်ပွဲကအဆုံးသတ်ချိန်ရောက်ပြီးမူချန်ကသူ့ရဲ့ကိုယ်တွေကနေအနှိမ့်အောင်စွမ်းအင်တွေကိုထုတ်လိုက်တယ်သူ့ရဲ့မျက်လုံးတွေကလည်းချက်ချင်းအယောင်တွေတောက်ပလာတယ်မူချန်ရဲ့ခန္ဓာကိုယ်ကငကူအားထက်ကိုတဖြည်းဖြည်းကြီးမားလာတဲ့အတွက်ကြောင့်အင်ကြီးတွေတောင်စုပ်ပြဲသွားတယ်သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာတော့အလင်းနဲ့အမှတ်သားတစ်ခုကတဖြည်းဖြည်းနဲ့ပေါ်လာတယ်ပြီးတာနဲ့ရွှဲရှိကိုပြောလိုက်တယ်မင်းရဲ့သွေးနဲ့ဖျားတန်ကြက်ကငါကြောက်ထွက်ပေါ်လာတယ်အဲ့ဒီအတွက်ကြောင့်ငါကိုယ်တိုင်ပဲမင်းရဲ့တန်ကြက်ကကိုအဆုံးသတ်ပြီးမယ်အနှိမ့်အောင်စွမ်းအင်နေတဲ့သူမူချန်ရဲ့လက်သီးကြီးကကောင်းကင်ပေါ်မှာပေါ်လာတယ်ပြီးတာနဲ့သူကအရှိကိုလှမ်းထိုးလိုက်တာနဲ့ကောင်းကင်ပေါ်မှာရှိတဲ့အနှိမ့်အောင်လက်သီးကြီးကရွှဲရှိစီကိုပြေးဝင်သွားတယ်ကောင်းကင်ပေါ်မှာတော့အနှိမ့်အောင်လက်သီးနဲ့အနီအောင်လက်သီးကနှစ်ခုချင်းထိုးမိသွားတယ်ကျဲလောင်တဲ့ပေါက်ဝဲတန်ကြီးထွက်ပေါ်လာပြီးဘေးနားမှာရှိတဲ့ကြောက်တုံးတွေအကလုံးကကြေမှော့ပြက်စီးသွားတယ်လက်သီးနှစ်ခုကလေပေါ်မှာအားပြိုင်နေကြတယ်ဒါပေမဲ့ရွှဲရှိရဲ့လက်သီးကတော့တဖြည်းဖြည်းနဲ့အေးနှိမ့်လာတယ်သူကမူချန်ကိုလက်သီးတစ်လုံးနဲ့အဆုံးသတ်ဖို့ပြင်လာတယ်ဒါပေမဲ့မူချန်ကသူ့ကိုပြန်ပြီးတိုက်ခိုက်တော့သူကတဖြည်းဖြည်းနဲ့အေးနှိမ့်လာတယ်ပြီးတော့သူကပြောတယ်မူချန်မင်းသေဖို့တာပြင်ပြီးတော့ပျော်ပျော်ဆူဆူပဲသူ့ရဲ့လက်နှစ်ဖက်ကနေအနီအောင်စွမ်းအင်းတွေပေါ်လာတယ်မူချန်ကသူ့ရဲ့ခန္ဓာကိုယ်ပို့ပြီးတော့ကြီးအောင်လှုပ်လိုက်တယ်ဒီအခါမှာတော့ရင်ဘတ်ပေါ်မှာပေါ်နေတဲ့အခရာကြီးကပို့ပြီးတော့ထင်ရှားလာတယ်မိုးကြိုးနှစ်ဖျားတိုင်းကျန်မိုးနိုအခရာအလင်းတန်းမိုးချင်းတန်ကြီးနဲ့သူမူချန်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကလင်းလက်လာတယ်ပြီးတော့နောက်ထပ်ကြီးမားတဲ့လက်သီးတစ်လုံးကိုရွှဲရှိစီကိုပြစ်လှုပ်လိုက်ပြန်တယ်မူချန်ရဲ့လက်သီးသူ့စီဝင်လာတာကိုမြင်တော့ခန္ဓာကသူ့ရဲ့လက်နှစ်ဖက်မှာစူးစီးထားတဲ့အနီအောင်စွမ်းအင်းတွေကိုအကာအကွယ်ပြုတ်လုပ်ပြီးမူချန်ရဲ့လက်သီးကိုကာကွယ်လိုက်တယ်ဒါပေမဲ့သူ့ရဲ့အကာအကွယ်ပျက်စီးသွားပြီးသူကအနောက်ကိုလည်းလွတ်ထွက်သွားတယ်အခုမူချန်ရဲ့စွမ်းအင်ကိုကြည့်ပြီးသူကတော်တော်လေးကိုစိုးရိမ်လာတယ်ရွှဲရှိကချက်ချင်းအနောက်ပြန်ဆုပ်ပြီးအနီအောင်စွမ်းအင်တွေကိုထုတ်လိုက်တယ်ဒါပေမဲ့မူချန်ရဲ့အနှိမ့်အောင်စွမ်းအင်တွေကသူ့ရဲ့အနီအောင်စွမ်းအင်တွေကိုတဖြည်းဖြည်းနဲ့ဝါးမြုပ်ပစ်လိုက်တယ်အနားကိုရောက်ချင်းပဲမူချန်ကရွှဲရှိစီကိုရင်ပတ်တက်တစ်ချက်ထိုးလိုက်တယ်ရွှဲရှိရဲ့ခန္ဓာကိုယ်မှာဝစ်စင်ထားတဲ့သွေးနဲ့ဖျားတန်ကြကာကလည်းအကွဲလာပြီးအဝေးကြီးကိုလွတ်ထွက်သွားတယ်သူကကြောင်သုံးလုံးနဲ့တွားပြီးတိုက်မိတယ်သူ့ရဲ့အရှိန်ကြောင့်ကြောင်သုံးကြီးလည်းအစိမ့်စိမ့်မှောက်မှာကြေထွက်သွားတယ်နှစ်ဖက်စလုံးမှာရှိတဲ့ကျောင်းသူကျောင်းသားတွေကတော့မူချန်ရဲ့လက်သီးကိုကြည့်ပြီးပါဇက်အဟောင်းသားဖြစ်နေကြတယ်စုရွှမ်းတို့ကပြောတယ်ဒီလက်သီးကဘယ်လိုလုပ်ပြီးဒီလောက်ထိပြင်းထန်သွားရတာလဲရွှဲရှိကတော့ကြောက်ပုံကြားကနေပြန်ပြီးထားလာတယ်ခန္ဓာကိုယ်တစ်ခုလုံးကလည်းသွေးတွေနဲ့ပြင်းနှက်နေတယ်နိုင်ရိုးတွေလည်းကျိုးတယ်ပြီးတော့သူ့ရဲ့သွေးနဲ့ဖျားတန်ကြကာကလည်းတဝက်လောက်ကိုပျက်စီးနေပြီးအဲ့ဒီအတွက်ကြောင့်အယောင်တွေကလည်းတဖြည်းဖြည်းနဲ့မှိန်လာတယ်မူချန်ကသူ့ကိုပြောတယ်ရွှဲရှိမင်းရှုံးသွားပြီရွှဲရှိကဒေါရကြီးနဲ့အော်ပြောတယ်ခွေးမသားမူချန်ငါမင်းကိုတတ်မယ်ရွှဲရှိကသူ့ရဲ့လက်ကိုဖြန့်လိုက်တာနဲ့အနီအောင်လှန်တစ်ချောင်းကသူ့ရဲ့လက်မှာပေါ်လာတယ်ပြီးတော့မူချန်ရဲ့လက်ပင်ကြီးကိုလှန်နဲ့ပြေးပြီးတော့ထိုးတယ်သူ့ရဲ့သွေးနဲ့ဖျားတန်ကြကပျက်စီးသွားတဲ့အတွက်ကြောင့်သူ့ရဲ့အရှိန်ကလည်းပိုပြီးတော့နှေးလာတာကိုမူချန်ခံစားမိတယ်စီကံအရာဆိုရင်ရွှဲရှိကကွင်းမြင်ရဲ့အပြင်ကိုရောက်သွားပြီးဖြစ်တဲ့အတွက်ကြောင့်သူကရှုံးသွားပြီးဒါပေမဲ့သူကမူချန်ကိုတတ်ကျင်တဲ့အတွက်ကြောင့်ဒီလိုမျိုးလောက်ရခြင်းဖြစ်တယ်မူချန်ကသူ့ရဲ့ညာဘက်ခြမ်းမှာချက်ချင်းပေါ်လာတယ်အခုတော့မင်းကပထမဦးဆုံးစီကံဖောက်တာဆိုတော့ငါလည်းတက်ညှပေးစရာမလိုတော့ဘူးမင်းသူမကိုဒဏ်ရာရအောင်လှုပ်လိုက်ကြတဲ့ကငါပြန်ပြီးပေးဆက်ရမယ်လို့မင်းကိုပြောခဲ့တယ်မူချန်ရဲ့တပ်ဖြတ်ခြင်းနဲ့စံနာတွေထွက်ပေါ်လာတာကိုမြင်တော့ရွှဲရှိကတော်တော်လေးကိုထိတ်လန့်သွားတယ်ရွှဲရှိကသူ့ရဲ့စိတ်တွေကနေတွေးလိုက်တယ်ငါစီကံဖောက်အောင်ဒီကောင်ကတမင်တက်များစောင့်နေတာလားအကယ်၍သူကစီကံဖောက်ဖြတ်ပြီးမူချန်ကိုတိုက်ခိုက်ခဲ့မယ်ဆိုရင်မူချန်ကသူ့ကိုတတ်လိုက်ရင်တော့ဘာပြစ်မှဖြစ်မှာမဟုတ်ဘူးသူစဉ်းစားနေတော့မှပဲမူချန်ရဲ့အားပြင်းလာတဲ့လောက်ဝါးချက်ကသူ့ရဲ့ရင်ဘတ်ရဲ့အနားကိုရောက်လာတယ်ဒါပေမဲ့ရင်ဘတ်နဲ့ထိကန်ဒီမှာရက်လိုက်ဆိုတဲ့အတန်တရံထွက်ပေါ်လာတယ်အဲ့ဒီတော့ကြောင့်မူချန်ကသူ့ရဲ့တိုက်ခိုက်မှုကိုရပ်တန့်လိုက်တယ်ပြီးတော့မူချန်ရဲ့ကိုယ်ပေါ်မှာလည်းတော်တော်လေးကိုပြင်းတဲ့ဖိအားတစ်ခုကတက်ရောက်မှုရှိနေတယ်အဲ့ဒီတော့ကြောင့်မူချန်ကတော်တော်လေးကိုကြေးချင်းကြကြခံစားရတယ်ဒီချိန်မှာပဲအတန်တရံထွက်လာတယ်ဌာနမူကြီးဖေးကျောင်းသားတွေရဲ့တိုက်ပွဲကြမှာမင်းကစီးဖောက်ပြီးဂျားဝင်နှောက်ယှက်လိုက်တာပဲအဲ့ဒီပြောတန်တဲ့သူမူချန်ရဲ့ကိုယ်ပေါ်မှာရှိတဲ့ဖိအားတွေကပျောက်ကွယ်သွားတယ်မူချန်ကချက်ချင်းစော်လို့ပဲအခွင့်ကောင်းယူပြီးရွှဲရှိရဲ့ရင်ဘတ်ကိုလက်ဝါးနဲ့တစ်ချက်ရိုက်ထည့်လိုက်တယ်ပြီးတာနဲ့အစိတ်တွေပြင်းနှက်နေတဲ့သူ့ရဲ့လက်ချောင်းကိုအသုံးပြုပြီးရွှဲရှိရဲ့ရင်ဘတ်ကိုအဲ့ဒီလက်ညှိုးနဲ့ထိုးချလိုက်တယ်ဒီချိန်မှာပဲမူချန်ကအန်ဒီရဲ့အငွေ့တက်ကိုခံစားမိလို့အနောက်ကိုချက်ချင်းဆုပ်လိုက်တယ်သူ့ရဲ့ဘေးနားမှာတော့ခါဝဝလူတယောက်ပေါ်လာတယ်အဲ့ဒီလူကပြောတယ်တော်တော်ကြောက်စရာကောင်းတဲ့သေနာလေးပဲမူချန်ရဲ့အနားမှာပေါ်လာတဲ့လူကတော့ဒဲဆောက်ကြောင်ကအကြီးကဲဖေချင်းဆောင်ပဲသူကသေလူမျောပါဖြစ်နေတဲ့ရွှဲရှိကိုတစ်ချက်ကြီးလိုက်တယ်ပြီးတာနဲ့သူ့ရဲ့အကြီးတွေကမူချန်စီကိုရောက်လာတယ်ပြီးတော့မူချန်ရဲ့ကိုယ်ပေါ်မှာတော်တော်လေးကိုအားကောင်းတဲ့ဖီယာတစ်ခုကိုသူကလှုပ်လိုက်တယ်အဲ့ဒီဖီယာကြောင့်မူချန်ကလုံးဝကိုလှုပ်မရပဲဖြစ်သွားတယ်ဒါကိုမြင်တော့ဌာနမူကြီးထိုက်ဆန်ကမူချန်ရဲ့အနားမှာချက်ချင်းရောက်လာတယ်ပြီးတော့မူချန်ရဲ့ကိုယ်ပေါ်မှာရှိနေတဲ့ဖီယာရဲ့အကလုံးကိုသူကဖျောက်ဖျက်ပစ်လိုက်တယ်ပြီးတာနဲ့ထိုက်ဆန်ကဌာနမူကြီးဖေးကိုသူကဒေါ်လာထွက်တဲ့အတန်နဲ့ပြောတယ်ဌာနမူကြီးဖေးငါတို့မြောက်ပိုင်းကောင်းရင်ဝိညာဉ်အကယ်ဒမီကျောင်းကဧည့်သည်တွေကိုလေးလေးစားစားနဲ့ဆက်ဆက်နေလို့မင်းကလွယ်လွယ်နဲ့အနိုင်ကျင့်လို့ရမယ်များထင်နေလားသူ့ရဲ့အတန်ကတော်တော်လေးကိုကြဲလောက်တယ်အတန်ထဲမှာလည်းဝိညာဉ်စွမ်းအားတွေပါနေတဲ့အတွက်ကြောင့်ကြားမိတဲ့လူတိုင်းကကြက်သိန်းတွေပါထားလာတယ်
ပြင်းထန်လာတဲ့ဝိညာဉ်စွမ်းအင်တွေပါနေတဲ့အတန်လှိုင်းကိုဖိတ်ချင်းဆောင်ကသူ့ရဲ့လက်ကိုတားပြီးပြန်ပြီးကကွယ်လိုက်တယ်ပြီးတော့သူကပြောတယ်ဌာနမူကြီးထိုက်ဆန်ဒီနေရာကိုငါတို့တွေကအဝေးကနေလာခဲ့ရတာဒါပေမဲ့မင်းရဲ့ကျောင်းကကျောင်းသားလေးကအရန်ကိုရက်ဆက်လွန်တယ်သူကြောင့်မင်းရဲ့အစစ်မြင့်အကယ်ဒမီကျောင်းကမျက်နှာပြက်စရာဖြစ်မနေဘူးလားသူကထိုက်ဆန်ကိုမေကုန်းတော်ထုတ်လိုက်တာထိုက်ဆန်သူ့ကိုစိန်ခေါ်ရင်သူကဒီနေရာမှာတိုက်ခိုက်လို့မရဲဘူးဘာလို့လဲဆိုတော့ပထမတစ်ကြောင်းကဒီနေရာကမြောက်ပိုင်းကောင်းကင်ဝိညာဉ်အကယ်ဒမီကျောင်းဖြစ်နေလို့ပဲဒုတိယအကြောင်းရင်းကအစစ်မြင့်ဝိညာဉ်အကယ်ဒမီကျောင်း၅ခုတည်းကဌာနမူတွေထဲမှာထိုက်ဆန်ရဲ့ဂုဏ်တင်ကအရန်ကိုကြော်ကြားတယ်သူတို့ဒေသကျောင်းမှာဘလောက်ပဲဖုံးကွယ်ထားတဲ့ပညာရက်တွေရှိနေပါစေမူချန်တို့ရဲ့ကျောင်းကိုတော့မရှင်နိုင်ဘူးဖေးချင်းဆောင်ရဲ့မေကုန်းကိုထိုက်ဆန်က AACC နဲ့ပြန်ပြောတယ်အစောပိုင်းကတည်းကဒီတိုက်ပွဲကအဆုံးသတ်သေးနေပြီဒါပေမဲ့မင်းတို့ကျောင်းကရွှဲရှိကစီကံဖောက်ပြီးဆက်တိုက်ခဲ့တယ်ဒါကြောင့်လည်းမူချန်ကသူ့ကိုယ်သူကာကွယ်ဖို့အတွက်ပြန်ပြီးတော့တိုက်ခိုက်ခဲ့တယ်ဒီကိစ္စနဲ့ပတ်သက်လို့မင်းပြောဆိုဆွေးနွေးခြင်းနဲ့ဆိုရင်ပထမဆုံးမင်းစဉ်းစားရမှာကစီကံဖောက်ပြတဲ့ရွှဲရှိရဲ့ကိစ္စပဲဒီကိစ္စမှာမူချန်ကိုအပြည့်အစုံဘာဆောက်ကြောင်းမှမရှိဘူးထိုင်ဆိုင်ရဲ့ဇာတ်တွေကိုပြန်ပြီးစဉ်းစားကြည့်တော့ဖိတ်ချင်းဆောင်ကသူတို့ဘေးကစာပြီးတော့စီးကြိုမှန်တိသွားတယ်အဲ့တော့သူကဘလို့ပြန်ပြောလို့ပြောရမှန်းကိုမသိဘူးဖြစ်နေတယ်ထိုက်ဆန်ကဆက်ပြောတယ်ဌာနမူကြီးဖေးဒီပညာဖလှယ်ပွဲကအဆုံးသတ်ပြီလို့ဒါမှတ်လိုက်ပါနှစ်ဖက်စလုံးမှလည်းထူးချွန်တဲ့လူတွေရှိကြတာကြောင့်ဒီပွဲမှာဘယ်သူမှအနိုင်ရသွားတဲ့ဆိုပြီးဆုံးဖြတ်လို့မရဘူးဒါပေမဲ့မင်းရဲ့ရှေ့အောင်ဒေဇာဝိညာဉ်အကယ်ဒမီကျောင်းမှာထူးချွန်ထမ်းမြတဲ့သူတွေအမြောက်အများပေါ်ထွက်လာတာပဲမကြာမီရောက်လာမယ့်အစင်းမြင့်အကယ်ဒမီပြိုင်ပွဲကြရင်မင်းတို့ကျောင်းကအကောင်းဆုံးလှုပ်ဆောင်တင်တယ်အဲတော့မှဖေးချင်းဆောင်ကသူ့ရဲ့မျက်နှာရဲ့ဟန်ပန်ကိုပြန်ပြီးတော့ကောက်ကောင်းနေလိုက်တယ်ပြီးတော့ကျောင်းသူကျောင်းသားအကလုံးပြောတယ်ဒါလို့ဆိုတော့လေမြောက်ပိုင်းကောင်းကင်ဝိညာဉ်အကယ်ဒမီကျောင်းကိုကျေးဇူးတင်ပါတယ်ဒါပေမဲ့အစင်းမြင့်အကယ်ဒမီပြိုင်ပွဲကြရင်ငါတို့ရှေ့အောင်ဒေဇာဝိညာဉ်အကယ်ဒမီကျောင်းကဒီကိစ္စအတွက်ပြန်ပြီးလက်သုံးပြန်ပြမယ်ထိုက်ဆန်ကတော့သူ့ရဲ့စကားကိုဘာမှတော့စောက်ကြည့်မဆိုင်ဘူးဒီတိုင်းပဲပြုံးပြီးတော့နေနေတယ်ဖေးချင်းဆောင်ရဲ့အကြီးကတော့ထိုက်ဆန်ရဲ့အနောက်မှာရှိတဲ့မူချန်စီကိုရောက်သွားတယ်မူချန်ကဘာမှမဖြစ်တဲ့ပုံစံမျိုးနဲ့သူ့ကိုပြန်ပြီးပြုံးပြတော့ဖေးချင်းဆောင်ရဲ့ဒေါ်လာကနေတဲ့ကိုတက်ဆောက်သွားတယ်ဒီမှာရှိနေလို့ရှိရင်သူဘယ်လိုပဲလဲလို့ထိုက်ဆန်ကမူချန်ကိုကာကွယ်မဲ့အတွက်ကြောင့်သူကဘာမှလုပ်လို့မရတော့ဘူးအဲ့တော့သူကသူ့ရဲ့လူတွေအကလုံးပြောလိုက်တယ်သွားကြစို့ဖေးချင်းဆောင်ကလက်ကိုအပေါ်မြှောက်လိုက်တာနဲ့သူတို့ကြောင်သားတွေအကလုံးကအလင်းရောင်တွေနဲ့ဖုံးဝင်သွားတယ်ပြီးတာနဲ့အလင်းတန်းနေတဲ့သူမူချန်တို့ကြောင်တွေကနေထွက်ခွာပြောက်ကွယ်သွားတယ်ဒေဇောက်ကြောင်ကလူတွေမရှိတော့တာနဲ့မူချန်တို့ကြောင်ကကြောင်နုကြောင်သားအကလုံးကဝေးကနေဆိုပြီးထားអော်လိုက်တယ်ပြီးတော့ကွင်းမြင်ရဲ့အလဲမှာရှိနေတဲ့မူချန်စီကိုလည်းတော်တော်လေးကိုလေးစားတဲ့အကြည့်အနေနဲ့ကြည့်နေကြတယ်မူချန်ကိုထိုက်ဆန်ကပြောတယ်မူချန်မင်းရဲ့နီလန်ကနည်းနည်းလေးတော့ကြောက်စရာကောင်းတယ်ဒါပေမဲ့ဒီတိုက်ပွဲမှာမင်းညှသားနေမယ်ဆိုရင်သူတို့မင်းကိုဒုက္ခပေးသွားလိမ့်မယ်ဒါပေမဲ့မင်းလောက်တာမစိုးဘူးငါတို့ကြောင်ရဲ့ခုံကိုပြက်စီးအောင်လှုပ်ချင်တဲ့သူ့ကိုတပ်ပြစ်တာကအကောင်းဆုံးပဲတခုဖြစ်ပြက်သွားရင်တော့ငါမင်းဘက်ကရက်တီပေးမယ်ထိုက်ဆန်ရဲ့ဇာတ်ကားကြောင့်မူချန်ကစိတ်တရသွားတယ်ထိုက်ဆန်ကဆက်ပြောတယ်အမှန်တိုင်းဆိုရင်ဒီလိုမျိုးပညာဖလှယ်တဲ့ပွဲမှာငါတို့အတွက်ဘာအကျိုးများမှမကြဘူးသူတို့သာအနိုင်ရသွားရင်သူတို့ရဲ့အောင်မြင်မှုကိုကြွေးကြော်ပြီးငါတို့ကြောင်ကိုဒီကောင်တွေကအပုတ်ချလိုက်မယ်အရင်တော့ငါကဒီကိစ္စနဲ့ပတ်သက်ပြီးဘာမှသိပ်ပြီးစိတ်ဝင်စားဘူးဒါပေမဲ့သူတို့ကြောင်ကရည်ရွယ်ချက်ရှိကိုလာတာဘာလို့လဲဆိုတော့အခုချိန်မှာဆန်းရှမ်းနဲ့လီရွှန်တုံမရှိတာကိုသူတို့သိတယ်အဲ့ဒါကိုအခွင့်ကောင်းယူပြီးသူတို့တွေကရည်ရွယ်ချက်ရှိနဲ့ကိုရောက်လာတာမင်းကြောင့်သာမဟုတ်ရင်ငါတို့ရဲ့ကြောင်ကရှုံးနေသွားလိမ့်မယ်ဒါကြောင့်မင်းကငါတို့ကြောင်ရဲ့ခုံကိုတိုးတက်အောင်လုပ်ပြီးတဲ့အတွက်မင်းကိုအပြစ်ပေးစရာဘာအကြောင်းမှမရှိဘူးအဲ့တော့မှမူချန်ကဆန်းရှမ်းနဲ့လီရွှန်တုံမရှိတာကိုသိသွားတယ်ဟုတ်လားဆန်းရှမ်းနဲ့လီရွှန်တုံကမရှိဘူးဟုတ်လားဘယ်သွားနေကြတာလဲထိုက်ဆန်ကပြောတယ်ဟုတ်တယ်သူတို့နှစ်ယောက်ပေါင်းပြီးမိုးလောင်ကြီးကိုတတ်မဲ့မစ်ရှင်ကိုလက်ခံခဲ့တယ်ဒီနာမည်ကိုကြားတော့မူချန်ကချက်ချင်းအံ့ဩသွားတယ်မိုးလောင်ကြီးဆိုတဲ့နာမည်ကိုသူကြားဘူးတယ်အရင်တော့ကလည်းတခါတိုက်ခတ်ခဲ့ဘူးတယ်စမ်းချမ်းရောက်တာမဟုတ်ရင်သူတို့ကလွတ်လပ်စရာအကြောင်းကိုမရှိတာမူချန်စဉ်းစားနေတာကိုမြင်တော့ထိုက်ဆန်းကပြောတယ်အခုတော့မင်းရဲ့အသွေးကြောင်ကလုံးဝကိုနှုတ်နယ်နေသေးတယ်အနာဂတ်မှာမင်းဆန္ဒရှိရင်တော့ဒီလိုအဆင့်ရှိတဲ့မစ်ရှင်ကိုမင်းယူလို့ရတယ်ဒါကြောင့်မင်းအခုကနေစပြီးအသေးအံလေ့ကျင့်ဖို့လိုနေပြီဝိညာဉ်လမ်းစဉ်တုန်းကဖြစ်ပျက်ခဲ့တဲ့မင်းရဲ့ကိစ္စကိုလည်းငါသိတယ်ပြီးတော့ဝိညာဉ်လမ်းစဉ်တွေကမင်းရဲ့ပြိုင်ဘက်ကလည်းပေါ်သေးသေးမဟုတ်ဘူးအဲ့တော့မှမူချန်ကဝိညာဉ်လမ်းစဉ်ထဲမှာသူနဲ့တိုက်ခိုက်ခဲ့တဲ့ကြည်ရွှန်စီကိုဆက်ရောက်သွားတယ်ထိုက်ဆန်ကပြောတယ်သူတော်စင်ဝိညာဉ်အကယ်ဒမီကျောင်းရဲ့ဌာနမူကြီးကအသေးအံစူးစမ်းပြီးကြည်ရွှန်ကိုသူတို့ရဲ့ကျောင်းစီကိုဖိတ်ခေါ်ခဲ့တယ်ဒါကြောင့်သူတို့လည်းကြည်ရွှန်ကိုတွန်းအားပေးပြီးပြုစုပြောထောင်ပေးမှသိကြတယ်သူ့ရဲ့ထုံးချုံမှုနဲ့ဆိုရင်အနာဂတ်မှာမြင်မာတဲ့နေရာတစ်ခုကိုရောက်သွားလိမ့်မယ်အစင်းမြင့်အကယ်ဒမီကျောင်းပြိုင်ပွဲမှာသူတော်စင်ဝိညာဉ်အကယ်ဒမီကျောင်းရဲ့ကိုစားအဖြစ်သူရောက်လာလိမ့်မယ်မူချန်ကခေါင်းညှိပ်ပြီးပြောတယ်ကျွန်တော်သိပါတယ်ထိုက်ဆန်ကဆက်ပြောတယ်သူတော်စင်ဝိညာဉ်အကယ်ဒမီကျောင်းကကြည်ရွှန်ကိုအထောက်ပံ့နေအများကြီးပေးပြီးပြုစုပြောထောင်နေတယ်ဒါပေမဲ့ငါတို့ကျောင်းမှာတော့ကျောင်းသားတွေကိုအဲ့လိုမျိုးလှုပ်လေးလှုပ်ထားမရှိဘူးမြောက်ပိုင်းပင်လယ်ကနေကြီးမားတဲ့အရာတွေမင်းရခဲ့တယ်ဆိုတာငါသိတယ်
ဒါပေမဲ့မင်းကဝိညာဉ်အစီမံဆက်ရတယောက်ဟုတ်တယ်မလားခုကစပြီးမင်းအဲ့ဒီပိုင်ကိုပိုအာယုံစိုက်ပြီးလေးလာတဲ့တယ်မြောက်ပိုင်းပင်လယ်ကဝိညာဉ်အစီမံကြောင်းကိုမင်းမသိဘူးဒါကြောင့်သူကမင်းကိုကူညီပေးဖို့အဆင်ပြေတာပြောဆိုပဲထိုက်ဆန်ကသူ့ရဲ့အင်ကြီးအိတ်ထဲကနေစာလိပ်တလဲကိုထုတ်လိုက်တယ်စာလိပ်ပေါ်မှာထိုက်ဆန်လို့ရေးထားတယ်အဲ့ဒီစာလိပ်ကိုသူကမူချန်စီကိုကမ်းပေးလိုက်တယ်မနှက်ဖြန်ကြရင်ဒီကြောက်စိမ့်စာလိပ်ကိုယူပြီးအကြီးကဲလင်းရှိစီကိုတွားချလိုက်သူမကငါတို့ကျောင်းမှာဆိုရင်ဝိညာဉ်အစီမံပညာရပ်ကိုအကျွမ်းကျင်ဆုံးတစ်ယောက်ပဲသူမင်းကိုကူညီပေးနိုင်လိမ့်မယ်မူချန်ကကြောက်စိမ့်စာလိပ်ကိုယူပြီးထိုက်ဆန်ကိုကျေးဇူးတင်စကားပြောတယ်ထိုက်ဆန်ကပြောတယ်ကျေးဇူးတင်စရာမလိုပါဘူးငါအဲ့ဒါတွေကိုမလိုအပ်ဘူးဒါပေမဲ့အစင်းမြင့်အကယ်ဒမီကျောင်းပြန်ပွဲမှာသူတော်စင်အကယ်ဒမီကျောင်းရဲ့အစွမ်းထက်ဆုံးလူကိုရှင်းနိုင်တာကငါတို့မြောက်ပိုင်းကောင်းရင်ဝိညာဉ်အကယ်ဒမီကျောင်းမှာမူချန်ဆိုတဲ့လူတစ်ယောက်ပဲရှိတယ်ဘလို့လဲမူချန်မင်းအနိုင်ရမယ်လို့ထင်လားမူချန်ကပြုံးပြီးတော့ပြန်ပြောတယ်ဌာနမူကြီးစိတ်အေးအေးထားပါအစင်းမြင့်အကယ်ဒမီကျောင်းပြန်ပွဲကြရင်ကြီးချွန်ကိစ္စကိုကျွန်တော်တာဝန်ယူတယ်ကဲဒီနေ့ဗီဒီယိုဒီမှာပဲရပ်ထားမယ်အဆက်ကိုမနှက်ဖြန်မှထပ်ပြီးတင်ပေးမယ်ဒီနေ့ပို့ပပိုင်အားလုံးကျေးဇူးတင်ပါတယ်